ပရိသတ်များအားလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလရှိတဲ့နေ့ညနေပိုင်းရရှိထားတဲ့အထူးသတင်းကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မုံယူရာမျိုးတွင်စစ်မှုထမ်းရန်လူငယ်တွေကိုပေါ်ရာဆွဲနေတဲ့စစ်ဗိုလ်ချုပ်ကြီးလေးဦးကြီး PDF တွေကအပြတ်ရှင်းလိုက်ပြီးဟုသိရှိရပါတယ်စစ်မှုထမ်းအမိန့်အောက်မှာပြည်သူများအနေထိုင်အသွာအလာအထူးတတိထားနေကြရန် PDF များကတတိပေးထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတင်ဆက်ပေးသွားမှာကတော့စကိုင်းတိုင်းမူရွာမြို့နယ်တွင်စစ်ရေးတင်းမာနေပြီးအကြမ်းဖက်စစ်တပ်ကအင်စီကားများဖြင့်တွာလာလှုပ်ရှားနေ၍မြို့တွင်မြို့ဖြင့်လမ်းပိုင်းများကိုညအချိန်တွာလာခြင်းများကိုတော်လန်ရေးတပ်များကပိတ်ပင်လိုက်ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်ဖေဖော်ဝါရီလ9ရက်နေ့မှစတင်ပြီးမုံရွာမြို့အတွင်းမြို့အပြင်သို့လမ်းပိုင်းများကိုမြည်သည့်ရန်အမျိုးအစားမဆိုည9နာရီမှနနက်6နာရီအတွင်းဖက်ထန်းသွားလာအတောင်ခွင်ကိုတော်လန်ရေးတပ်များကရအကန့်အသတ်မရှိခေတ္တယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်မုံရွာမြို့နယ်တွင်လည်းအကြမ်းဖက်စစ်တပ်နှင့်တော်လန်ရေးတပ်ဖွဲ့များနှစ်ဖက်စစ်ရေးတင်းမာနေပြီးအကြမ်းဖက်စစ်တပ်ကအင်စီကားများကိုအုံပြု၍ညအချိန်သွားလာခြင်းများပြုလုပ်နေကြောင်းထို့သောသွားလာနေခြင်းကြောင့်တိုက်ခိုက်မှုများဖြစ်ပေါ်လာပါကပြည်သူများထိခိုက်မှုမရှိစေရန်ကြိုတင်အသိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။လမ်းပိုင်းတွေကကျွန်တော်တို့အစောပိုင်းတွေကသွားချင်းမပြုလုပ်ဖို့ထုတ်ပြန်ထားတာပေါ့။မိုင်းကွဲနေရာတွေလည်းအများပြားရှိတယ်။အခုနောက်ပိုင်းကစစ်ရေးလဲတင်မာနေတာတော့စစ်ခွေးတွေကအင်စီကားတွေအုံပြု၍ညအချိန်တွာလာနေတာတွေကြောင့်ပြည်သူတွေကိုထောက်မှန်အသိပေးခြင်းလို့ထုတ်ပြန်ရတာဖြစ်တယ်။နောက်ပြီးပြည်သူတွေအနေနဲ့လည်းစစ်ခွေးတွေရှိတဲ့နေရာတွေကိုမတွားကြဖို့နဲ့စစ်ခွေးတွေတွာလာလှုပ်ရှားလာတွေကိုလည်းတရင်ဖေးကြဖို့ပြောချင်ပါတယ်ဟုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ထို့သူထုတ်ပြန်ပြီးနောက်ပိုင်းစီကန်းလိုက်နာခြင်းမရှိဘဲမိမိတို့သဘောဆန္ဒအရောက်ဖြတ်တန်းသွားလာ၍တစုံတရာကိစ္စဖြစ်ပေါ်လာပါကတာဝန်ယူဖေးရှင်းပေးမိမဟုတ်ပါကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့ကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိကာကင်းစခန်းမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကောင်ကိုလည်းတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တာဗိုလ်တအူး၏အပါဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားခဲ့တာအနီးအနားရှိကျေးရွာများကိုလည်းစစ်တပ်ကပိတ်ဆို့ပြီးပြည်သူများကိုဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။လက်တလောမူရွာမျိုးပေါင်တွင်လည်းအကြမ်းဖက်စစ်တပ်က6ရက်ဆက်တိုက်လူငယ်300ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့မှဖေဖော်ဝါရီလ6ရက်နေ့အထိမူရွာမျိုးပေါ်တွင်စစ်တပ်ကအင်စီကား14ဘီကားများဖြင့်လူငယ်300ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးခံရသူများမှာအသက်25နှစ်မှအသက်35နှစ်အရွယ်အမျိုးသားများဖြစ်ပြီးလက်ရှိချိန်တွင်လူငယ်အားလုံးကိုစကိုင်းမြို့တပ်မ33တွင်ဖမ်းဆီးထားကြောင်းသိရပါတယ်။မိသားစုတွေပိုက်ဆံနဲ့ပြန်ရွေးလို့မရဘူး။စစ်ခွေးတွေကတရက်ကိုလူငယ်40လောက်ဆွဲတယ်။စုစုပေါင်း6ရက်ဆက်တိုက်ဆိုစစ်ခွေးတွေဆွဲတာလူငယ်300ကျော်ရှိတယ်။ဖမ်းဆီးထားတဲ့လူငယ်တွေကိုမိသားစုနဲ့လည်းတွေ့ခွင့်မပေးဘူး။လက်ရှိမှာသူတို့အကုန်လုံးကိုစကိုင်းတပ်33တရင်ထဲမှာဖမ်းဆီးထားတယ်လို့သိရတယ်ဟုဖမ်းဆီးခံထားရသောလူငယ်တဦး၏မိဘဆွေမျိုးတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်